ကဲကျွန်တော်ဒီမှာစားဖို့စောင့်နေကြတာပေါ့ဗျာစားဖို့စောင့်ငင်းနမိတ်ကွာကန်တင်းမှာထွင်းစားဖို့ကျွန်တော်ထိုင်စောင့်နေတယ်ကွင်းထဲမှာသူတော့ကျွေးနေတဲ့ခါကျတော့ဒီနေ့တော့ဆရာလွဲတွေအားလုံးစုပေါင်းပြီးတော့မင်းကြားမယ်စိတ်ရှိတင်းဝါးကြီးကျွန်တော်ဆက်တင်းဝါးကြီးမှာတော့မမိလားမသိဘူး Happy Hotel ရိုက်တဲ့နေရာ Happy Hotel ရိုက်တဲ့နေရာအမာဒီဘူးကလွှင့်တဲ့ Happy Hotel ဆိုစီရီယယ်ရိုက်တဲ့နေရာဒီနေရာမှာ possession လောက်တာစတင်နဲ့အဲ့ဒါ Happy Hotel Happy Hotel ရိုက်တဲ့နေရာပါခမညာဒါကျွန်တော်တို့အပအောင်ရမှတ်မိလားမသိဘူးပြည်သက်ကျွန်တော်တို့ဒီဗာလဲ Happy Hotel မှာသူဒီဝန်ထမ်းတွေဒီမှာသူတို့တွေရဲ့နေရာတွေတို့ဘာလို့ကျွန်တော်တို့တွေရိုက်တော့ဒီနေရာဒါ Happy Hotel CD တွေကိုဖန်တီးတဲ့နေရာဖြစ်ပါတယ်ဒီနေရာကျွန်တော်မိတ်ဆက်ပေးရအောင်ကျွန်တော်ဒီကုန်းထဲမှာဆိုလို့ရှိရင်ကျွန်တော်အောက်ခံအဝိုင်းလေးပေါ်မှာလူတွေထိုင်ပြီးတော့စကားပြောတဲ့အခန်းကြီးတွေကျွန်တော်ရိုက်ခဲ့တာဒီနေရာပေါ့ဗျာကျွန်တော်တို့ဒီရတနာတိုက်ဆိုတဲ့အပိုင်းမှာဟိုဘက်ခန်းဒီဘက်ခန်းကူးတော့လေဒီအဆောင်တွေဟိုဘက်ကဒီဘက်ကကူးတဲ့နေရာတွေမှာရိုက်တာဒီကနေရိုက်တာဒီနေရာမှာခမညာဒီမှာတဲပြီးတော့ဒီမှာရိုက်ကြတာပါဒါအမာဒီဟိုကဲဒါဟိုတယ်စတင်ကြီးလုပ်ပလိုက်တာအဲ့တော့လူလည်းနေလို့ရတယ်ဟိုတယ်လည်းဟိုတယ်ပဲဟိုတယ်ဆိုမှအပြင်ဧည့်သည်တွေကိုမထားတဲ့ဟိုတယ်ပေါ့ရိုက်ကူးဖွဲ့သားတွေနေကြကင်မရာမန်တွေဆက်ဖွဲ့တွေတို့သေယုံဆောင်တွေတို့အကုန်လုံးဒီမှာပဲနေကြတာအဲ့လိုနေရဟာဒါကြောင့်နေကြည့်မယ်ကားရောက်လာပါပြီစားပါမယ်ရအမင်းပါအော်သမင်းနေဟင်းနေဒီမှာရှိပြီးသားပါလူပဲလာတာခုချင်းဝတ်ဆိုတာဆိုဝါပြီသူကလာတော့ဒါအပြီးပဲတော့နေဟာဆလော်တွေစော်တယ်ကျရဲမှာတွေးတာဒီလေးကကျွဲဖြစ်တော့မှာဆလော်နိုင်ပြီးတော့ညာဖဲတဲ့နိုင်ဆလော်လဲနိုင်လောက်ပါဦးကျွန်တော်ဖွဲ့ရတာစတာတရားအဲ့လိုဆလော်စော်တယ်ဆိုတာမကောင်းမစော့ကြဘူးဟုတ်တော့တော့မွဲမှာပဲမစော့မစော့Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ